တီငါဟိုလူစီကနေပြီးတော့ငါထီသွားတောင်းအောင်ပါပဲဟာတော့ပါပြီမိုးရင်းမှာဆိုမှထီမရှိရင်ငါဘယ်လိုသွားလို့ရမှာလဲသူ့အိမ်ကိုလည်းမသိဘူးသူကလည်းငါ့မနေ့ကပြောဆိုသွားလိုက်တာရစရာဟိုမရှိဘူးညနေနေတင်မရမယ်အင်းညနေလည်းမရမယ်ငါသူ့စီသွားမရမှာငါလည်းရေမရှိတော့ဘယ်နည်းရှိနေလဲမသိဘူးမိုးအောင်တော်တော်လင်းနေပြီပဲငါတားမရမယ်ဒီနေ့ကမိုးမအောင်ပါဘူးဘာဖြစ်လို့လဲမသိလူငါ့ကိုပြောဆိုတာငါမှလည်းကားရှိတာပဲသူတယောက်တည်းကားရှိရမယ်အိမ်မပြန်ကျွန်တော်ကိုညီတောင်းနေဟာဘာမှမသိဘူးလူမြန်းထင်နေတာမသိဘူးလူအနဲ့လူနုံမြန်းထင်နေတာမသိဘူးသူ့ထက်တာထီးရှိသေးလားမသိဘူးမင်္ဂလာပါရှင်ဟဲ့သွားရောထီးမရှိတော့ဘယ်လိုလုပ်ရမလဲထီးရှိတဲ့ဆိုင်မှာရှိသေးတယ်အမရေထီးလေးတစ်ချောင်းလောက်တော့မရှိတော့ဘူးလားအေးညီမလေးရေမရှိတော့ဘူးဈေးကထီးရပြက်နေတာဟုတ်လားအမခုတုံးနေတဲ့ထီးလေးတော့မရဘူးလားမရဘူးလေညီမလေးရေမိုးရင်းဆိုတော့အမလည်းလိုတာပေါ့ဟုတ်အတေးရလို့ရှိရင်တော့ညီမဖုန်းဆက်လိုက်အောင်နော်ဥမာညီမလေးရေဒီရဲ့အကြောင်းရေဆိုထီးရမရှိဘူးမနေ့ကဟိုကမလေးရဲ့ထီငါ့စီမှာပါလာတာပဲငါကားထဲမှာတငယ်ချင်းကားကိုငါစီးလာတာဆိုတော့တငယ်ချင်းကားထဲမှာကြံခဲ့ပြီတူပဲငါသွားယူအောင်မသူ့ကိုပေးရမှာသူကလည်းဘလို့ကမလေးလည်းမသိယောက်ျားလေးကားကိုငါလာငှားတယ်အတန်းနေပါနေတော့တောင်းမမိုင်းလောကမလေးလည်းမသိဘူးသူကအခုမှဂျပန်ကိုပြောင်းလာလားမသိပါဘူး sorry ပါသူကအခုမှရန်ကုန်ပြောင်းလာလားမသိပါဘူးဟေးရမင်းကားထဲမှာလေးထိကြခဲ့ဟာဆွမ်းနှမ်းဖြစ်သွားဟိုကုန်မလားသူစီမှာငါထီးရှိရလေမင်းလိုက်မရမယ်ဘယ်အောင်ရောက်သွားရလဲမသိဘူးအကိုရေဟာဟိုမင်းကလေးပဲဟယ်လိုဟိုအကိုညီမရဲ့ထီလေးကိုကားထဲမှာကြံခဲ့လို့လေအဲ့ဒါညီမထီလာယူတာအေးထီရဟို
ကားဖြူရဲမှာရှိရတွေ့လားအဲ့ကားဖြူရဲမှာတက်လိုက်ငါလည်းမြည်ပေးနေဟုတ်တားလိုက်မယ်လူလည်းမသိလူမျိုးချေထင်းနေလားမသိငါပြီတီဟာဖုန်းကလာပြန်ပြီဟာဖုန်းလာမဟုတ်ဘူးကမက်ဆေ့ဖို့လီလီရေငါမလာနိုင်တော့ဘူးဟေးငါမောင်ဆေးရုံတင်ရလို့ဟာသူ့မောင်ဆေးရုံတင်ရလို့ရဲ့မလေးဘာဖြစ်တာလဲမသိဘူးဟေးငါဆေးရုံသွားရအောင်မယ်တို့ရဲ့အလုံးပဲဗီဒီယိုတို့သွားရင် sorry ပါနော်ဗီဒီယိုတို့သွားလို့ရှိရင်တောင်းမှမှာရဲ့ပြင်မှာဘုန်းညီမလုံးဆရာလေးရှိသေးလို့ပါရှင်အဲ့ဒါဆိုရင်တော့ပိုင်း3လေးမြော်ပါညီမနှစ်ပြန်ရအောင်တင်ပေးပါမယ်ရှင်အဲ့ဒါဆိုရင်တော့ဘိုင်ဘိုင်